ရှင်းဟွာရဲ့မျက်နှာဟာသွေးမရှိသလိုဖြူလျှော့သွားပြီးခမဲတော့ဒါတွေကအမှန်မဟုတ်ပါဘူးဒါဟာစင်းရွက်နဲ့ဒီကောင်မလေးကသမီးကိုတမင်တက်တက်လုပ်ကြံကြတာပါသမီးဒါမျိုးလုံးဝမလုပ်ခဲ့ဘူးလို့ညင်းဆိုပါတော့တယ်ဒါပေမဲ့ခါတိုင်းမှာလည်းအမေနဲ့ရှင်းဟွာတို့ရဲ့ဇယိုက်ကိုလူတိုင်းသိထားကြတာကြောင့်အခုဖြစ်ရက်ကိုလူတိုင်းကအမှန်ပဲလို့ယုံကြည်သွားကြတယ်အမေဖြစ်သူကမှန်တရားကိုသိလိုက်ရတဲ့အခါဒေါသတွေကြောင့်တကိုယ်လုံးတုန်ရင်နေပြီးငကားမင်းကြီးရှေ့ကိုတိုးသွားကရှင်းဟွာကိုပြင်းပြင်းထန်ထန်ပြစ်ပေးဖို့တောင်းဆိုလိုက်တယ်အဲ့ဒီအခါရှင်းဟွာကစိတ်သက်တွေပြိုလဲပြီးစင်းရွက်နင်းနဲ့ငါကညီမအရင်ခောက်တွေလေနင်းကဒီလိုတရိတ်ဆန်လေးတကောင်အတွက်နဲ့ငါ့ကိုအပြစ်ပေးခိုင်းတာမရက်ဆက်လုံးဘူးလားလို့အော်ဟစ်တော့တယ်အမေကတော့သူ့ကိုအေးဆက်ဆက်ကြည့်ပြီးအေးဒါဆိုနင်းကကလေးကိုတတ်ဖို့စူးစမ်းတော့ကရောငါတို့ကြားကတန်ရောစင်ကိုထည့်စဉ်းစားခဲ့ဘူးလို့လားလို့ပြန်မေးလိုက်တယ်အဖေနဲ့အမေကငကားမင်းကြီးကိုငကားမျိုးနွယ်စီးမြင်တိုင်းအပြစ်ပေးဖို့ဝိုင်းပြီးဖိအားပေးနေချိန်မှာပဲရုတ်တရက်ရှင်းဟွာကမြေပြင်ပေါ်လှဲချလိုက်ပြီးဘိုက်ထဲကနာလိုက်တာငါမွေးတော့မယ်အမြန်လာကြပါဦးငါ့ကိုကလေးမွေးပေးဖို့လူခေါ်ပေးကြပါလို့အော်ပါတော့တဲ့ငကားမျိုးနွယ်မှာကလေးမွေးဖွားခြင်းကအရေးကြီးဆုံးဖြစ်တယ်လို့သူမွေးမဲ့ကလေးကငကားစစ်ဖြစ်နိုင်တာကြောင့်ငကားမင်းကြီးကချက်ချင်းပဲတားဖွားပေးမဲ့သူတွေကိုစီစဉ်ပေးလိုက်တယ်၃နှစ်တိုင်ကိုဝင်ဆောင်ထားရတဲ့ရှင်းဟွာရဲ့ငကားသားတော်ကိုမြင်ကျင်လို့လူအများပြားလဲလာရောက်စုယုံနေကြတယ်ကလေးမွေးတာကအရန်ကိုချုံးမွေလွန်းလာပြီးနာရီဝက်တောင်မကြပဲကလေးထွက်လာတယ်ဒါပေမဲ့ကလေးထွက်လာတဲ့အချိန်မှာတော့လူတိုင်းစွန့်သွားကြရတယ်အကြောင်းကတော့ထွက်လာတဲ့ကလေးဟာငကားလည်းမဟုတ်ငကားပြန်လည်းမဟုတ်ငွေလည်းမဟုတ်ပဲအားနည်းလုံးနဲ့တီကောင်တကောင်ဖြစ်နေလို့ပါပဲငကားမင်းကြီးရဲ့မျက်နှာကချက်ချင်းမဲမောင်သွားသလိုတတိယမင်းသားကလည်းမိုးကြိုးပစ်ခံလိုက်ရသလိုကြောင်သွားတယ်ရှင်းဟွာတယောက်ပဲအခြေအနေကိုမသိသေးပဲငါကလေးကိုပြပါအောင်ငါမွေးတဲ့ငကားလေးကိုကြည့်ပေးရစေလို့တောင်းဆိုနေတယ်တတိယမင်းသားကဒေါသတကြီးနဲ့ကြည်စမ်းဒါလားမင်းပြောတဲ့ငကားသုံးနှလုံးလုံးဘိုက်ထဲထည့်ထားတာဒီလိုအကောင်မျိုးလားလို့ဟောက်ရင်ဓားကိုဆွဲထုတ်ကအဲ့ဒီကောင်လေးကိုတတ်ဖို့လုပ်တော့တယ်အဖေကအမြန်ဝင်သားလိုက်ပေမဲ့မင်းသားကတော့ရှင်းဟွာကိုဆက်ပြီးဆဲဆိုနေတော့ပဲရှင်းဟွာကတော့ခေါင်းကိုအဆက်မပြတ်ခါရမ်းမဟုတ်ဘူးဒါငါကလေးမဟုတ်ဘူးငါကလေးကငကားဖြစ်ရမှာဘလို့လို့ဒီကောင်ဖြစ်နေရတာလဲလို့အော်ဟစ်နေရင်ရုတ်တရက်ကျမဘက်ကိုလှည့်ကြည့်လာတယ်ငါသိပြီနင်းလောက်တာမလားနင်းဘာလုပ်လိုက်တာလဲလို့ပြောရင်ယူသွနေတဲ့လူတယောက်လိုကျမစီပြေးလာတယ်ဒီဘဝမှာငါကနင့်ကိုလွှတ်ပေးထားတာတော့နင်းကဘာလို့ငါ့ကိုအလွတ်မပေးတာလဲလို့သူကပြောနေပေမဲ့ကျမကလွဲရင်ကြံတဲ့သူတွေကတော့သူဘာတွေပြောနေမှန်းနားမလဲကြဘူးရှင်းဟွာကဓားကိုဆွဲထုတ်လိုက်တဲ့အချိန်မှာအမေမျက်နှာဟာဖြူလျှော့သွားပြီးရှင်းဟွာထန်အန်းကိုလွှတ်လိုက်စမ်းဘသူမှနင့်ကလေးကိုလဲမထားဘူးလို့အော်တားပေမဲ့မရတော့ဘူးရှင်းဟွာဟာလုံးဝယူသွတ်သွားပြီးနင်ငါ့ကိုတခါဒုက္ခပေးဘူးပြီးအခုတခါထက်လို့အောင်မလို့လားတေးလိုက်စမ်းလို့အော်ရင်ဓာတ်နဲ့ကျမရဲ့နှလုံးသားတိတ်တဲ့ကိုထိုးဆိုင်လိုက်ပါတော့တယ်ရင်ဘတ်ထဲမှာပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရပြီးအမေနဲ့အဖေရဲ့ဆူရှာတဲ့အော်ဟစ်တန်တွေကိုကျမကြားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲမျက်စိရှိမှာရွှေရောင်လင်းတန်းတွေဖြက်ခနဲပေါ်လာပြီးတကိုယ်လုံးပူနွေးသွားတယ်လို့ခံစားလိုက်ရတယ်ကျမရဲ့အုံနောက်ထဲမှာဝေဝါးနေတဲ့ပုံရိပ်တွေဟာတဖြည်းဖြည်းကြည်လင်လာတယ်ကျမအရင်ဘဝကသေဆုံးခဲ့ပြီးနောက်ငကားနတ်မင်းကြီးနဲ့တွေ့ခဲ့တာကိုသတိရသွားတယ်အဲ့ဒီတုန်းကငကားနတ်မင်းကြီးကတကယ်တော့မင်းကငကားစစ်ပါထားပေမဲ့ငကားတွင်စွမ်းအားတည်နေရကပိတ်ထားခံရလို့အသွင်မပြောင်းနိုင်တာအဲ့ဒီငကားတွင်ကမင်းရဲ့နှလုံးသားထဲမှာရှိတယ်အဲ့ဒါကိုရိုက်ခွဲလိုက်မှပဲလို့ပြောခဲ့တာကိုအခုတော့ရှင်းဟွာရဲ့ဓာတ်ကကျမရဲ့နှလုံးသားကအပိတ်အပင်ကိုခွဲလိုက်ပြီးကျမရဲ့ခန္ဓာကိုယ်ထဲကနေအားကောင်းတဲ့စွမ်းအားတွေပောက်ကွဲထွက်လာပြီးကျမအကျယ်ကြီးဟိန်းဟောက်လိုက်တယ်ဒါဟာတာမန်အော်တန်မဟုတ်ပဲတကယ်ငကားဟိန်းတန်ပါပဲလူတိုင်းရဲ့ရှေ့မှာတင်ကျမဟာငကားစစ်တကောင်အဖြစ်အသွင်ပြောင်းသွားပြီးကောင်းကင်မှာဝဲပြန်လိုက်တယ်။မြေပြင်ပေါ်ပြန်ဆင်းပြီးလူအသွင်ပြန်ပြောင်းလိုက်တဲ့အခါမှာတော့ဒဏ်ရာတွေဟာအလိုလျောက်ပျောက်ကွယ်သွားပြီးနဖူးပေါ်မှာလည်းငကားဥချိုလေးတွေထွက်ပေါ်လာတယ်။လူတိုင်းဟာမှင်သက်ပြီးကြည်နေကြရင်းကနေမကြခင်မှာပဲဝမ်းသာအားရအော်ဟစ်ကြပါတော့တယ်။ငကားစစ်ပဲမင်းသမီးချန်အန်းကငကားအဖြစ်ပြောင်းသွားပြီးချန်အန်းကငကားဖြစ်နေတာကိုသူကမယိုးရှင်းဘူးလို့ငါထင်သားပဲ။ငါတို့ငကားမျိုးနွယ်တွေတော့ကဲတင်ရှင်ရပြီဟဲ့။လူတိုင်းကဝမ်းသာနေကြချိန်မှာရှင်းဟွာတယောက်ပဲအယူတယောက်လိုကျမကိုကြည့်နေတယ်ဘလို့ဖြစ်လို့လဲဒါမဖြစ်နိုင်တာနင်ကဘလို့လုံးငကားဖြစ်နေရတာလဲလို့သူကမယုံကြည်နိုင်ပဲအော်ဟစ်နေတယ်ကျမကတော့သူ့ကိုအမှန်တရားပြောပြလိုက်တယ်ကျမကမူလကတည်းကငကားပဲအရင်ဘဝမှာလဲငကားပဲလေကျမငကားအသွင်ပြောင်းဖို့နီးလန်းတစ်ခုရှိတယ်တစ်ခုကနှလုံးသားတွေကငကားသွေးနိုးထလာဖို့နဲ့နောက်တစ်ခုကအရွယ်ရောက်တဲ့အထိစောင့်ဖို့ပဲစိတ်မကောင်းတာကရှင့်မှာစိတ်ရှည်မှုမရှိခဲ့ဘူးဒါကြောင့်လဲရှင်ဟာငကားရဲ့မိခင်ဘယ်တော့မှဖြစ်မလာခဲ့တာပေါ့ရှင့်ရဲ့လုပ်ရက်တွေကငကားနဲ့မင်းကြီးကိုအကြီးအကျယ်ဒေါသထွက်စေခဲ့တာရှင့်ပိုက်ထဲကဒီကောင်လေးဟာရှင့်အတွက်ပေးတဲ့နောက်ဆုံးခွင့်ရေးပဲကျမစကားအဆုံးမှာရှင်းဟွာဟာလုံးဝယူသွတ်သွားပြီးမဟုတ်ဘူးနင်ငါ့ကိုလိန်နေတာငါငကားမွေးနိုင်သေးတယ်နောက်တစ်ခါထပ်စူးစမ်းရင်ရမှာပါလို့အော်ရင်ဓာတ်နဲ့ကျမကိုထပ်ထိုးဖို့စူးစမ်းတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့လူတိုင်းကစောင့်ကြည့်နေကြတာပါသူကျမကိုမထိခင်မှာပဲတယောက်ယောက်ရဲ့ဓာတ်ကသူ့ကိုယ်ထဲအရင်ဝင်သွားပြီးရှင်းဟွာဟာအဲ့ဒီနေရာမှာတင်တေဆုံးသွားခဲ့တယ်သူမွေးထားတဲ့ဒီကောင်လေးဟာလည်း3နှစ်တောင်မပြည့်ခင်မှာပဲတေဆုံးသွားခဲ့ပါတယ်ကျမငကားအဖြစ်အသွင်ပြောင်းနိုင်ခဲ့တာကြောင့်ငကားမင်းကြီးဟာဂတိအတိုင်းကျမရဲ့အဖေကိုနောက်တက်မဲ့ငကားမင်းကြီးအဖြစ်ကြေညာလိုက်တယ်တတိယမင်းသားကတော့ယူမတက်ဖြစ်နေပေမဲ့ဘာမှမတက်နိုင်တော့ပါဘူးအဖေနန်းတက်တဲ့နေ့မှာကျမအရင်ဘဝကအကြောင်းစုံကိုပြောပြလိုက်တယ်အပြစ်ပေးခံရမယ်လို့ထင်ထားပေမဲ့အဖေနဲ့အမေကကျမခံစားခဲ့ရတာတွေကိုကြားပြီးရင်းနှီးအောင်ငိုကြွေးကြတယ်ကျမကိုဖတ်ထားရင်းချန်အန်းငါတို့ကိုမိဘအဖြစ်ရွေးချယ်ပေးလို့ကျေးဇူးတင်ပါတယ်နင်ဟာမွေဖြစ်ဖြစ်ငကားဖြစ်ဖြစ်ငါတို့အတွက်တော့ဂုဏ်ယူစရာပဲလို့ပြောခဲ့ကြတယ်ကျမလည်းသူတို့လိုမိဘမျိုးရခဲ့တာအရန်ကန်ကောင်းတယ်လို့ခံစားရပါတယ်ချိန်တွေတရွေ့ရွေ့ကုံဆုံးသွားပြီးကျမဟာလည်းလှပတင်နေတဲ့ငကားမင်းသမီးလေးဖြစ်လာခဲ့တယ်နဖူးပေါ်ကငကားဥချိုလေးတွေဟာသပင်ကြားမှာဝင်ကြွားနေတယ်လို့ငကားတစ်ကောင်ရဲ့မြင့်မြတ်မှုနဲ့ငွေလေးတစ်ကောင်ရဲ့ပြင်းပြဖြစ်လက်မှုတွေလည်းရှိနေခဲ့တယ်တနေ့မနက်မှာအဖေကလူပြည်ကနေအားလုံးရဲ့အကြိုက်ပဲချိုအေးတွေဝယ်လာပြီးမိမကြီး
မင်းစားချင်နေတဲ့လူပြည်ကစားစရာတွေငါလူဝယ်လာပေးတယ်ဟေ့လို့အော်ပြီးဝင်လာတယ်အမေကပြုံးပြီးငကားမင်းကြီးဖြစ်နေပြီးကလေးတွေနဲ့လူဝယ်ရတာမရှက်ဘူးလားလို့စားနောက်နေတာကိုကြည့်ပြီးကျမလည်းပျော်နေရတယ်ကျမတို့မိသားစု၃ယောက်လူအသွင်ဖန်ဆင်းပြီးလူပြည်ကပွဲလန်းတပင်တွေမှာရှောက်လေကြရင်ပျော်ရွှင်စရာကောင်းနေခဲ့တယ်တစ်ဖက်မှာတော့ဝိညာဉ်တွေနားခိုရာဝန်ချွန်ကမ်းပါမှာရှင်းဟွာရဲ့ဝိညာဉ်ဟာလွင့်မျောနေတုန်းပဲသူဟာနှစ်ပေါင်း300ကြာအောင်တန်ရောင်အာကာသတွေနဲ့မီးလောင်တိုက်သွင်းခံနေရတာပါသူဟာကျမတို့မိသားစုပျော်ရွှင်နေတာကိုကြည့်ရင်မှသူဘယ်လောက်တောင်မှားခဲ့လဲဆိုတာနားလည်သွားတယ်သူဟာဂုံကျွဲနောက်ကိုပဲလိုက်ခဲ့ပြီးကလေးဆိုတာအပြစ်ကင်းတယ်ဆိုတာကိုမေ့လျော့ခဲ့တယ်သူ့ရဲ့မနာလိုမှုနဲ့ယုံမှမှုတွေကြောင့်အခုတော့သူဟာခိုးနားရမဲ့ဝိညာဉ်ဘဝနဲ့ကြံရစ်ခဲ့ရတာပါသူမတန်တဆလိုချင်ခဲ့တဲ့ငကားဆိုတဲ့ဂုံပုတ်ထက်ကျမရရှိခဲ့တဲ့မြစ်တာကတာပိုတန်ဖိုးရှိမှန်းသူသိသွားချိန်မှာတော့အားလုံးကနောက်ကျသွားခဲ့ပါပြီကျမကောင်းကင်ကိုကြည့်ပြီးတိုးတိုးလေးရေရွတ်လိုက်တယ်အဖေနဲ့အမေကောင်းတာလုပ်ရင်ကောင်းတာဖြစ်ပြီးမကောင်းတာလုပ်ရင်မကောင်းတာပဲရတာပါပဲရှင်းပါလေအခုဆိုရင်အတိတ်တွေကိုလက်လွတ်နိုင်တော့ပါပြီအမေကကျမခေါင်းလေးကိုပုတ်ပြီးအတိတ်ကအရာတွေကုန်လွန်သွားပါပြီငါတို့အခုရှိနေတဲ့ပျော်ရွှင်မှုကိုပဲတန်ဖိုးထားကြဆိုတဲ့ညနေလာတဲ့အခါကျမတို့မိသားစု၃ယောက်အိမ်ပြန်လန်းကိုရှောက်ခဲ့ကြတယ်ကျမလက်ထဲမှာယုံယုံမီးအိမ်လေးကိုကင်ထားပြီးအဖေနဲ့အမေရဲ့အရေးတွေကလမ်းပေါ်မှာနှွေးထွေးစွာထပ်တူကြနေတယ်ကျမနားလေသွားတာတခုကတော့ငကားစစ်စစ်ရဲ့မြင့်မြတ်မှုဟာသွေးမျိုးရိုးပေါ်မှာမူတည်တာမဟုတ်ပဲစိတ်နှလုံးဖြူစင်မှုပေါ်မှာပဲမူတည်တယ်ဆိုတာပါပဲမုန်းခံခဲ့ရတဲ့ငွေနဲ့လေးဘဝကနေငကားမျိုးနွယ်ကိုစောင့်ရှောက်တဲ့ငကားစစ်စစ်ဖြစ်လာခဲ့တဲ့ကျမရဲ့ဘဝဟာမေတ္တာတရားတွေကြားမှာထာဝရအေးချမ်းသွားရင်းဇလန်းလေးလဲပြီးသွားပါတယ်